တဖြည်းဖြည်းနဲ့အသက်အရွယ်တစ်ခုကိုရလာတဲ့အခါမှာတိတ်တိတ်ဆိတ်ဆိတ်ကလေးနေရတာကိုပို့ပြီးတော့မှတန်ဖိုးထားလာတယ်။အေးချမ်းချမ်းလေးနေရတဲ့ဘဝကိုပို့ပြီးတော့မှမမောလာခဲ့မိတယ်။လောကကပေးတဲ့သင်ခန်းစာတွေကြောင့်လားတော့မသိဘူးလေ။ဘယ်အရာကမှဘဝမှာမတည်မြဲဘူးဆိုတာကိုအချင်းချင်းတွေ့ကြုံခဲ့ရတဲ့လောကရန်တွေကပြသခဲ့လို့လည်းနားလေသဘောပေါက်ခဲ့ပြီးပြီလေ။တကယ်တမ်းဘဝမှာကိုသာအားကိုးရာကိုသာပျော်ရွှင်အောင်တည်ဆောက်နိုင်တာကိုတိုင်ကပဲကိုအေးချမ်းအောင်တည်ဆောက်နိုင်တာပါလားဆိုပြီးတော့မှအချင်းချင်းလည်းပဲတွေ့ကြုံခဲ့ရတော့နှလုံးသွင်းမှန်ကန်လာခဲ့တယ်။ရေသက်ရှိသလောက်ပဲကြုံတွေ့ရမှာပဲလေ။ကိုဘောကိုမကောင်းတဲ့လူနဲ့ပဲဖြစ်ကိုဘောကိုကောင်းတဲ့လူနဲ့ပဲဖြစ်ရေသက်ရှိသလောက်ပဲကြုံတွေ့ရတာမို့လား။ဒါကြောင့်မို့ရေသက်ကြောင့်ပဲစုံဝတ်ကြွေးကြောင့်ပဲစုံကံကြောင့်ပဲစုံစည်းကင်းရတဲ့အခိုက်အတန့်လေးမှာကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားပါကိုယ့်ရဲ့စေတနာကိုကောင်းမွန်အောင်ကိုတိုင်ကြိုးစားပြီးတော့မှထားပေးလိုက်ပါ။ဘာကြောင့်လဲဆိုတော့လူတွေကတော့ကိုယ့်အပေါ်ကိုလူတိုင်းကောင်းချင်မှကောင်းပါလေ။မကောင်းတဲ့လူတွေလည်းရှိမှာပဲ။သူတို့ကောင်းမကောင်းကိုယ်စိတ်စေတနာတွေကောင်းအောင်သာကိုတိုင်ကြိုးစားဖို့လိုတာမို့လား။အဲ့တော့လူတွေကပတ်ဝန်းကျင်မှာတွေ့ကြုံတဲ့အခါမကောင်းတဲ့လူတွေလည်းတွေ့တယ်။ကောင်းတဲ့လူတွေလည်းတွေ့ရတာပါပဲ။အပြစ်ပြောတဲ့လူတွေရှိတယ်လို့ချီးမွမ်းတဲ့လူတွေလည်းရှိတယ်။ကဲ့ရဲ့တဲ့လူတွေလည်းကြုံရမှာပဲ။မြောက်ပင့်ပြောတဲ့လူတွေနဲ့လည်းကြုံရမှာပဲလေ။ဒါပေမဲ့မကောင်းတဲ့လူတွေနဲ့တွေ့ကြုံခဲ့ရတဲ့အခါကိုစော်ကားပြုတ်တဲ့ပုံကိုယ်တွေနဲ့ကြုံလာရတဲ့အခါမျိုးတွေမှာခွင့်လွတ်နိုင်သလောက်ခွင့်လွတ်နိုင်အောင်ကြိုးစားပါမခွင့်လွတ်နိုင်ဘူးဆိုလို့ရှိရင်တော့မေတ္တာထားနိုင်အောင်ကြိုးစားပါမေတ္တာမှာမထားနိုင်ဘူးဆိုလို့ရှိရင်လည်းဥပိ္ပခာပြုတ်နိုင်အောင်ကြိုးစားပါဥပိ္ပခာထားလို့မှကိုယ်စိတ်ကမငြိမ်းချမ်းသေးဘူးဆိုရင်တော့ဆွန့်လွတ်နိုင်အောင်ကြိုးစားပါဘာပဲဖြစ်ဘဝကတူလေးမို့နှလုံးစိတ်ဝင်အေးချမ်းအောင်ပဲနေထိုင်ပါကိုယ်စိတ်နှပြချမ်းသာကြပါစေ